ဆမ်မာတော်မူကြပါဆရှင်ဒီကနေ့မှာတော့ February 14ရက်နေ့မှာကြာရောက်မဲ့ဘဒုမဲရှာနှစ်ပတ်လည်ထိမ့်မှတ်နေနဲ့ပအုပ်အမျိုးသားများ Federal Council ရဲ့ဥက္ကဋ္ဌဖြစ်သူခွန်မြင့်ထွန်းနဲ့အခုလိုတွေ့ဆုံမေးမြန်းထားပါတယ်အင်္ဂလိပ်မင်္ဂလာပါရှင်အင်္ဂလိပ်အနေနဲ့ဘဒုမဲရှာနဲ့ဘယ်အချိန်မှာစတင်တည်ကျွမ်းခဲ့ပါသလဲကျွန်တော်အရင်ဆိုရင်ပေါ့လေကျွန်တော်အကြောင်းတော့နည်းနည်းလေးတင်ပြချင်တာဖြစ်ပါကျွန်တော်ကဒီ1990ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာထုံမဲဆန္ဒနဲ့အမှတ်1ကနေတော့ပြည်သူ့လွှတ်တော်ကိုယ်စားနဲ့ကျွန်တော်ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်ပြီးတော့ကျွန်တော်တို့ဒီ1993အမျိုးသားညီလာခံအခု2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရဲ့အခြေခံမူတွေရေးတဲ့ညီလာခံကိုကျွန်တော်တက်ခဲ့တယ်အဲ့တော့ဒီ1995နိုဝင်ဘာ28ရက်နေ့ကျတော့ဒီ3နှစ်နီးပါးကြာတဲ့အချိန်မှာကျွန်တော်တို့အဲ့ညီလာခံနဲ့ကျွန်တော်တို့ထွက်ခွာခဲ့တာဖြစ်ပါကျွန်တော်တို့ကစစ်မှန်တဲ့နိုင်ငံရေးတွဲဆုံဆွေးနွေးမှုကိုဆောင်ရွက်မယ်အခုဒီ2008ဖွဲ့စည်းပုံအခြေခံရေးဆွဲမှုဆိုင်ရာအခြေခံမူကျွန်တော်လက်ခံလို့မရဘူးစစ်တပ်ကအခုဆိုအားလုံးသိတဲ့အတိုင်းပေါ့နော်လွှတ်တော်မှာ25ရာလုံးပါဝင်မယ်ဆိုတော့အစဒါကြီးကျွန်တော်လက်ခံလို့မရကြတော့ကျွန်တော်စစ်မှန်တဲ့နိုင်ငံရေးတွဲဆုံဆွေးနွေးမှုလုပ်ဖို့ဆိုပြီးကျွန်တော်ညီလာခံထွက်ခဲ့တာဖြစ်ပါအဲ့နောက်ပိုင်းကျွန်တော်ထောင်ကြပါထောင်ကြပြီးတော့ကျွန်တော်9နှစ်ထောင်ထဲမှာ9နှစ်နဲ့3လကြာပြီးတော့ကျွန်တော်ပြန်လွတ်လာပြီးတော့ဒီမြို့သားဒီမိုစီအဖွဲ့ချုပ်ဟိုဌာနချုပ်နဲ့ပြန်ပြီးဆက်သွယ်ပါတယ်အဲ့တော့မြို့သားဒီမိုစီအဖွဲ့ချုပ်ကကျွန်တော်ကိုတောင်းပေးတာကတော့ဘိုးရုံးဖွဲ့ဝင်ဖြစ်ပါတယ်အဲ့တော့အရင်တော့ကတော့ကျွန်တော်အမျိုးသားဒီမိုစီအဖွဲ့ချုပ်ရဲ့ဘိုးလူငယ်လုပ်ငန်းအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ထောင်ကလွတ်လာတဲ့ခါကျကျွန်တော်ကလူငယ်အသက်အရွယ်ကိုကျော်သွားတဲ့ခါကျတော့ကျွန်တော်ကိုမြို့သားဒီမိုစီအဖွဲ့ချုပ်ရဲ့ဟိုဌာနချုပ်ရုံးဖွဲ့ဝင်ပေါ့လေတောင်းအဲ့ဒီကာလတုန်းကမြို့သားဒီမိုစီအဖွဲ့ချုပ်ရဲ့ဘိုးရုံးဖွဲ့မှုကအခုလက်ရှိကျွန်တော်သမ္မတကြီးဦးဝင်းမြင့်ဖြစ်ပါအဲ့တော့ကျွန်တော်တောင်းဝန်ကပါလဲဆိုရင်ရုံးဖွဲ့ဝင်ထဲမှာကျွန်တော်ရဲ့အဓိကတောင်းဒီအမျိုးသားဒီမိုစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ကျွန်တော်အဲ့တိုင်းသားခေါင်းဆောင်များအဲ့တုန်းကတော့ကျွန်တော်ပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီ CRPP ရဲ့လှုပ်ရှားမှုတွေကအမ်တန်ကောင်းတဲ့အချိန်ဖြစ်ပါတယ်ပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီမှာ CRPP မှာဆိုရင်အဲ့တော့အတွင်းမှုကကျွန်တော်တို့ဦးရေးတောင်ဖြစ်တဲ့ဦးခွန်ထွန်းဦးတို့ဦးကျင်ရှင်းထန်တို့ပြီးရင်ထောင်ကိုထန်တို့ပေါ့နော်ဒီ CRPP မှာရှိတဲ့ခေါင်းဆောင်တွေတို့ကျွန်တော်ကဆက်သွယ်ချိတ်ဆက်ပေးရတယ်အဲဒါဆိုကျွန်တော်ကိုကန့်ကဆိုရင်ဦးရန်ကျင်းမော်တို့ပါဝင်အဲ့တော့ဒီတိုင်းသားခေါင်းဆောင်များနဲ့ခေါ်ဒီအမျိုးသားဒီမိုစီဖွဲ့ချုပ်ခေါင်းဆောင်များနဲ့စုဖွဲ့ထားတဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအတွင်းမှာဆက်သွယ်ညှိနှိုင်းမှုတွေပြီးရင်အခြားသောတိုင်းသားခေါင်းဆောင်များနဲ့ဆက်သွယ်ဆောင်ရွက်မှုတွေကျွန်တော်အဓိကတောင်းယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်ဒီ1993အမျိုးသားညီလာခံကာလအတွင်းမှာလည်းတိုင်းသားအင်အားခေါင်းဆောင်တွေလည်းကျွန်တော်ထိတွေ့ရင်းနှီးမှုတွေရှိတဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင်လည်းပို့တိုင်းသားတယောက်ဖြစ်တဲ့အပေါ်မှာကျွန်တော်ကိုတောင်းပေးတယ်နှစ်ဖက်စလုံးကလည်းဒါအကြည့်တောင်းပေးတဲ့ပုံမှာကျွန်တော်ဆောင်ရွက်ခွင့်ရခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါဒီအချက်ကိုကျွန်တော်အထူးကတင်ပြတာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီကာလတုန်းကပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီဆိုတာကကျွန်တော်တို့တော်ကိုအရှိန်ဟွာပေါ့အရှိန်ဟွာလည်းရှိခဲ့တယ်အင်အားလည်းကောင်းခဲ့တယ်ဒီလှုပ်ရှားမှုတွေကိုလည်းဒါဒီနိုင်ငံတကာကလည်းအမ်တန်အာရုံစိုက်တာခံခဲ့ရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဒီဘက်မှာရှိတဲ့နယ်စပ်အခြေပြုတော်လှန်ရေးဒေသအထူးသဖြင့်တော့ကျွန်တော်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီမှာကကျွန်တော်တို့1990လွှတ်တော်ကိုယ်စားလှယ်များပါတယ်ဒါ MPU ဆိုတဲ့ကောင်စီနဲ့ပါတာဖြစ်ပါတယ်နောက်တစ်ခုဘယ်သူတွေပါလဲဆိုရင်အမျိုးသားဒီမိုစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေဆိုတာငန်းတိုင်းတစ်ခုနဲ့ပါတာဖြစ်ပါတယ်နောက်တစ်ခုကတော့ DAB Democratic Alliance of Burma DAB ပါတယ်နောက်က National Democratic Front လူသားဒီမိုစီတပ်ပေါင်းစုမတတာအဲ့တောက်တိုင်၄ခုနဲ့ကျွန်တော်တို့ဒီပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီကိုဒါ1992ခုနှစ်စက်တင်ဘာ24ရက်နေ့ကတည်းကဖွဲ့ခဲ့တာဒါကကျွန်တော်တော်လိုင်းနယ်မြေမှာရှိတဲ့တပ်ပေါင်းစုဖြစ်ပါတယ်အဲ့တပ်ပေါင်းစုမှာအဲ့ကာလာတုန်းကတော့ဥက္ကဋ္ဌကဗိုလ်ချုပ်ကြီးစောတာမလာပေါ်ဖြစ်ပြီးတော့အတွင်းမှုအဖွဲ့ဝင်ထဲမှာတော့ကျွန်တော်တို့ခေါင်းဆောင်ပရိုမန်ရှာလာမှာအတွင်းမှုအဖွဲ့ဝင်ဖြစ်ပါတယ်အဲ့တော့ဒီပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီရှိသလိုနောက်တစ်ခုဘယ်လိုရှိလဲဆိုရင်တော့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရဖြစ်ပါဒါဒေါက်တာစိတ်ဝင်းမနေ့တနေ့ကကျွန်တော်တို့ဖွဲ့လွင်သွားတဲ့ဒေါက်တာစိတ်ဝင်းဦးဆောင်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရရှိပါဆိုတော့အဲ့ဒီကာလတုန်းက
ဒီဒေါက်တာစိတ်ဝင်းခေါင်းဆောင်တဲ့ NCGUB ခေါ်ပြည်တော်စုမြန်မာနိုင်ငံမြို့သားညွန့်မောင်ဆိုရဖွဲ့ထားတာက1990ခုနှစ်ရွေးကောက်ပွဲမှာနိုင်ရခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်တွေဖွဲ့ခဲ့တာဖြစ်ပါတခြားလူမပါအဲ့တော့ဖွဲ့စဉ်တော့ဘယ်သူတွေကဖွဲ့ပေးခဲ့တာလဲဆိုလို့ရှိရင်ကျွန်တော် KNU KIO မွန်ပြည်သစ်အပါအဝင်ပေါ့တိုင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့စည်းရဒီမာနယ်ဘလောမှာတိုင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့စည်းတွေအားလုံးဓမိုးစင်အားဆိုအားလုံးကနေပြီးတော့ဒီညွန့်မောင်ဆိုရဖွဲ့စည်းပေးခဲ့ဒေါက်တာစိန်ဝင်းကဝန်ကြီးချုပ်နဲ့ဥဆောင်ခဲ့အဲ့တော့ဖွဲ့စည်းပေးလိုက်ပြီးတော့နိုင်ငံတကာကိုသွားမယ်ပြီးရင်နိုင်ငံတကာမှာစီးရုံးမှုတွေလုပ်ပြီးနော်ဒီပြည်တော်စုမြန်မာနိုင်ငံမြို့သားညွန့်မောင်ဆိုရ NCGB ကိုတိုင်းသားခေါင်းဆောင်တွေတိုင်းသားဖွဲ့စည်းတွေပြန်လည်တိုးချဲ့ဖွဲ့စည်းမယ်ဆိုတော့ဂရိကိုကရှိခဲ့တာဖြစ်အဲ့တော့အဲ့ဒီလိုပြန်လဲဖွဲ့စည်းဖို့အတွက်ကအရင်ဆုံးကြီးကတော့ဘာနဲ့ပဲဖွဲ့မယ်ဆိုဒီဆိုရဖို့လွှတ်တော်ကိုယ်စားလူထုက1990ရွေးကောက်ပွဲမှာရွေးကောက်လိုက်တဲ့လွှတ်တော်ကိုယ်စားတွေပဲဖွဲ့မယ်အရင်ဖွဲ့လိုက်နောက်ပိုင်းကျရင်တော့အားလုံးတိုးချဲ့ဖွဲ့စည်းဒီခေတ်စကားနဲ့ပြောရင်တော့ကျွန်တော်တို့ဒီ jury mandate နဲ့ de facto mandate နဲ့ကျွန်တော်တို့တရားဝင်မှုတွေနှစ်ခုစလုံးကိုပေါင်းပြီးတော့မှကျေပြန့်နဲ့ကျွန်တော်တို့အစိုးရတရားဖွဲ့စည်းရေးဖြစ်ပါအဲ့တော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ဝင်းရုပ်ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ NCG တွေညွန့်မောင်ဆိုရကနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒါအဝေးရောက်ဆိုရလို့ဖြစ်ပြီးတော့မှတော်လှန်ရေးအတွက်ကိုတော့ရမုံငွေတွေရှာပေးနိုင်တယ်တော်လှန်ရေးအတွက်ကိုထောက်ပံ့မှုတွေလုပ်ပေးနိုင်သို့တော်လည်းပဲကျွန်တော်တို့ဒီဆေးအာနာရှင်စနစ်ကိုချုပ်ငြိမ်းသွားပါပြီးတော့ Federal Democracy ပြည်တော်စုတည်ဆောက်နိုင်ဖို့အတွက်ကိုတိုက်ပွဲဝင်အစိုးရတရအနေနဲ့ကတော့မရှိခဲ့ဘူးအဲ့တော့အဲ့ဒီအချိန်ကာလမှာပြည်တော်စုမြန်မာနိုင်ငံမြို့သားကောင်စီမှာရှိတဲ့ကောင်ဆောင်စဉ်းစားကြတာဒီညွန့်မောင်ဆိုရကိုအခြေခံပြီးတော့မှတိုက်ပွဲဝင် Federal ဆိုရတရဖွဲ့စည်းအဲ့တိုက်ပွဲဝင် Federal ဆိုရတရဖွဲ့စည်းရေးကိုဖွဲ့စည်းတဲ့အခါကျရင်1990လွှတ်တော်ကိုယ်စားတွေ UM မဟုတ်တော့ဘူးတိုင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့စည်းရလူတွေလည်းပါနောက်တစ်ခုကပါလဲဆိုရင်ဒီနယ်စပ်မှာအခြေပြုနေတဲ့သူတွေကြီးပဲမဟုတ်တော့ပြည်တွင်းမှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရောတိုင်းသားကောင်းဆောင်တွေအကုန်လုံးပေါင်းပြီးတော့မှ CRPP လို့အစုစည်းတွေအကုန်လုံးပေါင်းပြီးတော့မှကျွန်တော်ကြေပြန့်ဒီတိုက်ပွဲဝင် Federal ဆိုတာတရက်ကိုကြေပြန့်ဖွဲ့စည်းရေးကိုလုပ်ပဲဆိုတာကအဲ့ကာလကပြည်တော်စုမြန်မာနိုင်ငံလူသားကောင်စီရဲ့နိုင်ငံရေးရှိမှချက်တရက်ဖြစ်ပါအဲ့ဒီပေါ်မှာအခြေခံပြီးတော့ Promansha ကကျွန်တော်ပြည်တွင်းမှာရှိတဲ့ခေါင်းဆောင်တွေနဲ့ချိတ်ဆက်ပါတယ်ဆွေးနွေးပါတယ်အဲ့တော့ကျွန်တော်ကတော့ဘာဖြစ်လို့ဒီကိုရောက်လာလဲဒီနယ်စပ်အခြေပြုတော်လိုင်းနေမျိုးကျွန်တော်ရောက်လာတာတော့အဲ့ဒီညှိနှိုင်းမှုတွေရဒီ Promansha နေပြည်တွင်းကခေါင်းဆောင်တွေကိုညှိနှိုင်းတယ်အဲ့ညှိနှိုင်းမှုတွေရကျွန်တော်ကိုဒါစေလွတ်လိုက်တာဖြစ်ပါတယ်ဒါ Promansha ဥဆောင်တဲ့ဒီနယ်စပ်အခြေပြုခေါင်းဆောင်တွေကဖိတ်ခေါ်တယ်ပြီးရင်ပြည်တွင်းမှာရှိတဲ့ခေါင်းဆောင်တွေကလည်းကျွန်တော်ကိုစေလွတ်တယ်အဲ့ကလိုအစီအစဉ်နဲ့ကျွန်တော်ရောက်လာတာကတော့2009ခုနှစ်ဇူလိုင်12ရက်နေ့မှာရောက်တယ်ဇူလိုင်12ရက်နေ့မှာရောက်ခဲ့တယ်ရောက်ပြီးတော့ကျွန်တော်ကိုထားခဲ့တာကျွန်တော်ပေါ့လေဒါကတော့ကျွန်တော်ကျေးဇူးရှိတဲ့အတိုင်းတော့ကျွန်တော်ပြောရမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီရောက်ဒီနေဇက်ဒေတာရောက်လာပြီးတဲ့အချိန်မှာကျွန်တော်ပရိုမန်ကြီးမှာအိမ်မှာကျွန်တော်ကတလခွဲလောက်နေခဲ့တာဖြစ်ပါတယ်ဒါကတော့ပရိုမန်ကြီးမောင်နဲ့သူ့ရဲ့ဇနီးအနော်တို့ချက်ပြုတ်ကျွေးမွေးရတယ်ကျွန်တော်စားတော့ခဲ့တာဖြစ်ပါတယ်ဒီမှာကျွန်တော်နေခဲ့အဲ့တော့ဇူလိုင်14ရက်နေ့ရောက်တဲ့အခါကျတော့ကျွန်တော်ရောက်ပြီးနောက်ပေါ့နော်နောက်2ရက်ကြာမှာပရိုမန်ရှာနဲ့ကျွန်တော်စပြီးတွေ့ပါတယ်2009ခုနှစ်ဇူလိုင်14ရက်နေ့မှာတွေ့တာဖြစ်ပါတယ်အဲ့တော့မှတ်မှတ်ရပြောရင်သူနဲ့ကျွန်တော်စဆုံတာက2009ခုနှစ်ဇူလိုင်14ရက်နေ့မှာတွေ့တယ်သူကြဆုံးတာသူလောက်ကြံခံတာတော့2009ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာ9လတိတိမှာကြဆုံးခဲ့တာအဲ့တော့ကျွန်တော်တွေ့ကြတဲ့အခါကျတော့မဟာပြည်ရဲ့နိုင်ငံရေးအခြေအနေဘယ်လိုအခြေအနေတွေကျွန်တော်ရှင်းပြရတယ်ပြောပြပြီးတဲ့အခါကျတော့ Promansha ပါမနှက်ပြန်ကြရင်တဲ့သတင်းစာရှင်းလင်းပွဲစီစဉ်တာတဲ့အဲ့သတင်းစာရှင်းလင်းပွဲရတာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့အတူအယောင်အမျိုးသားညီလာခံအကြောင်းသတင်းစာရှင်းလင်းပွဲလုပ်ဖို့ဖြစ်ကျွန်တော်လည်းညီလာခံတက်ခဲ့တယ်အဲ့ဒီတော့ဆိုရင်ဒီကျွန်တော်နဲ့မရှိမနှောင်ရောက်လာတဲ့ကိုယ်စားလှယ်တွေမှာတိုင်းသားစည်းလုံးညီညွတ်ရေးပါတီကကရင်လူမျိုးကျွန်တော်တို့စောတာတူကအဲ့ဒါသူကတ
တာဆာညာကကိုယ်စားလှယ်ဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်သူကလည်းဒီဆွေးနွေးပွဲမှာသူလည်းပါခဲ့တယ်အတူရောက်ညီလာခံကြီးဆိုတဲ့ဟာကိုသူလည်းဝင်ပြီးတော့မှကျွန်တော်တို့သတင်းစာရှင်းလင်းလုပ်ခဲ့တာပေါ့နော်ကျွန်တော်တို့ရောက်လာကြတဲ့ကိုယ်စားလှယ်တွေကနေပြီးတော့စစ်အုပ်စုကလုပ်နေတဲ့ညီလာခံဆိုတာအတူရောက်ညီလာခံဖြစ်တယ်ဆိုတော့သတင်းစာရှင်းလုပ်ခဲ့ကြတာဖြစ်ပါတယ်သတင်းစာရှင်းလင်းပွဲကိုတက်ဖို့ရိုမန်ရှာကျွန်တော်ကွန်ပျူတာဒီတိုင်းဆိုတော့ခင်ဗျာသတင်းစာရှင်းလင်းခင်ဗျာတက်ပြီးပြောမှဖြစ်မယ်ဆိုသူပြောပြီးတဲ့နောက်15ရက်နေ့ပေါ့နော်ဒီ2009ခုနှစ်ဇန်နဝါရီ15ရက်နေ့မှာကျွန်တော်တို့သတင်းစာရှင်းလင်းပွဲပြည်ထောင်စုနိုင်ငံပြည်သားကောင်စီ NCPL သတင်းရှင်းလင်းပွဲကိုကျွန်တော်လုပ်ခဲ့ပါတယ်အဲ့ဒါကတော့နေဇက်ဒေတာရောက်ချင်းကျွန်တော်ဆောင်ရွက်ရတဲ့ကိစ္စနောက်ရက်တွေမှာတော့ဒီ NCUB ပြည်ထောင်စုနိုင်ငံပြည်သားကောင်စီရဲ့ daily working committee ရှိနေ့စဉ်အလုပ်ဖွဲ့ပေါ့နော်အဲ့ဒီနေ့စဉ်အလုပ်ဖွဲ့မှာ promotion လည်းပါအဲ့တော့အဲ့နေ့စဉ်အလုပ်ဖွဲ့မှာကျွန်တော်ပါဝင်ဆောင်ရွက်ပေးပါတယ်ဒါ promotion နေတဲ့အိမ်နဲ့ကျွန်တော်နေတဲ့အိမ်ကလည်းနီးပါလမ်းကတလမ်းနဲ့ကြောက်သူနဲ့တူတူပဲသူပေါ့နော်သူကင်းယူကင်းမျိုးသားအစီအမပေးထားတဲ့ကားနဲ့သူနဲ့ကျွန်တော်နဲ့အတူတူရုပ်တက်ခဲ့တဲ့9လတာတူတူရုပ်စင်းရုပ်တက်ပေါ့လေအဲ့ဒီလိုဆောင်ရွက်ခွင့်ရပါနောက်ပိုင်းမှာတော့ကျွန်တော်ကပြည်ထောင်စုမြန်မာနိုင်ငံပြည်သားကောင်စီရဲ့အတွင်းမှုအဖွဲ့ပြည်သူ့လွှတ်တော်ကိုစားပြုပြည်သူ့လွှတ်တော်ကိုယ်စားများအဖွဲ့ကိုစားပြုပြီးတော့ကျွန်တော်ကဒီ NCUB မှာကျွန်တော်အတွင်းမှုအဖွဲ့ဝင်နေတဲ့တူတူကဒီထမ်းဆောင်ခွင့်ရပါတယ်အဲ့ဒီမှာ promotion လည်းအတူဆောင်ရွက်ခွင့်ရပါတယ်ဒါကကျွန်တော်နဲ့ promotion စပြီးဆုံခဲ့တာဟုတ်ကဲ့ပါဗျာဟုတ်ကဲ့အဲ့ခါကျတော့ promotion ဆိုရင်တိုင်းရင်းသားကောင်းဆောင်တွေကြားထဲမှာအလွန်လေးစားတဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်ဥက္ကဋ္ဌကြီးနဲ့အတူတူအလုပ်လုပ်ခဲ့စဉ်ကသူ့ရဲ့နေထိုင်မှုပုံစံနဲ့လုပ်ဖို့ကင်ဘက်တွေပေါ်ထားရှိတဲ့စိတ်နေစိတ်ထားကဘယ်လိုလေးများရှိသလဲမြတ်ဘရူမန်ရှာဟာတိုင်းရင်းသားခေါင်းဆောင်တွေကြားမှာအလွန်လေးစားရတဲ့ပုဂ္ဂိုလ်တဦးလို့သိထားပါတယ်။အန်ကယ်နဲ့အတူတူအလုပ်လုပ်ခဲ့ရစဉ်မှာသူ့ရဲ့နေထိုင်မှုပုံစံနဲ့လုပ်ဖို့ကင်ဘက်တွေပေါ်ထားတဲ့စိတ်နေစိတ်ထားဘယ်လိုရှိပါသလဲ။ကျွန်တော်ကတော့မှတ်မှတ်ရပြောရရင်ပရိုမန်ရှာဒေါသတကြီးပြောဆိုတာကိုကျွန်တော်မတွေ့ခဲ့ရဘူး။လူတူတယောက်ပေါ်မှာစိတ်ဆိုးမှန်ဆိုးနဲ့ပြောတာဆိုတာမတွေ့ခဲ့ရဘူး။သူ့မျက်နှာအတန်အေးချမ်းတာဖြစ်ပါ။သူ့မျက်နှာကိုကြည့်လိုက်တာနဲ့သူ့နားမှာနေဟိုကမိမိစိတ်ထဲမှာဟိုကအေးချမ်းမှုရတဲ့လူမျိုးဖြစ်ပါပရိုမန်ရှာလူတယောက်ကိုဟိုကြီးဟစ်ကြပြောခဲ့တာဒေါသတကြီးစုပူကြေးမောက်တာကျွန်တော်မတွေ့ရအောင်အဲ့ချိန်ကတော့နိုင်ငံရေးအရှိန်နဲ့လည်းပြင်းနေတဲ့အခါကျတော့ကျွန်တော်တို့ဒီပြည်ထောင်စုနိုင်ငံအမျိုးသားကောင်စီအစည်းအဝေးကဆွေးနွေးကြရင်ခေါင်းဆောင်တယောက်တော့အားပါဆွေးနွေးကြပြောကြတယ်ဆိုကြတယ်ဒီလိုလေးပေါ့တော့အမ်တအားပါနဲ့ဆွေးနွေးကြရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်အဲ့ဒါခါလေးကြရင်တော့ဟိုထီလဲရောက်ဖြစ်လို့နီးပါတယ်ဒီလိုအခြေအနေအားလုံးဖြစ်ခဲ့တာဒါပေမဲ့အဲ့ဒီချိန်မှာပရိုမန်ရှာတည်ငြိမ်နဲ့အဲ့ဒီစည်းဝေးတွေကိုထိမ့်သိမ့်ပေးခဲ့ထိမ့်သိမ့်ဆောင်ရွက်ပေးခဲ့တယ်သူပြောလိုက်တယ်ဆိုရင်လည်းကြံတဲ့ဖြစ်နေတဲ့လူတွေကလည်းပရိုမန်ရှာအပေါ်မှာနော်လေးစားမှုနဲ့သူပြောလိုက်တယ်ဆိုရင်ဟိုအရှိန်တွေလျှော့သွားကြတာကျွန်တော်တွေ့ရတယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ပရိုမန်ရှာအစည်းဝေးတွေမှာသူကနားထောင်ကောင်းတယ်လို့သူပြောပြီဆိုရင်တော့သူစကားပြောတဲ့အလှည့်ကြလို့ပြောပြီဆိုရင်တော့အဲ့ဒီနေ့ဆွေးနွေးပွဲရဲ့ဆုံးဖြတ်ချက်ကသူပြောတဲ့ဟာဘာလို့ဆိုသူကခဏမဆွေးနွေးဘူးနားထောင်ပြီးရင်တော့ဒီနေ့ကျွန်တော်တို့အစည်းအဝေးမှာဆုံးဖြတ်တဲ့ကိစ္စဒီကိစ္စပါပြောလိုက်သူပြောလိုက်ပြီဆိုရင်တော့အဲ့ဒါဆုံးဖြတ်ချက်ကတော်တော်များဖြစ်သွားတော့ဘာလို့ဆိုသူတေချာနားထောင်တယ်အားလုံးနဲ့လိုက်လုံညီတွေဖြစ်တဲ့ဟာကိုသူစဉ်းစားပေးနိုင်တာပေါ့နော်ဒါနောက်တစ်ခုကတော့ဗာလဲဆိုရင်ပရိုမန်ရှာရဲ့ဒီနိုင်ငံရေးတွေးခေါ်မှုစဉ်းစားမှုအဲ့ဒီတော့ကျွန်တော်တို့ဒါပြည်တော်စုမြန်မာနိုင်ငံမြို့သားကောင်စီရဲ့ဥက္ကဋ္ဌကြီးလည်းဖြစ်တယ် KNU ရဲ့ဥက္ကဋ္ဌကြီးလည်းဖြစ်တယ်ဗိုလ်ချုပ်ကြီးစောတာမလာပေါ့သူဗိုလ်ချုပ်ကြီးစောတာမလာဘောကလည်းပဲပရိုမန်ရှာတို့သူတို့အပြန်လာအပြန်လေးစားကြတယ်တန်မိုးထားတာဖြစ်တယ်ဆိုတော့ပရိုမန်ရှာရဲ့နိုင်ငံရေးမှုပေါ့ဗိုလ်ချုပ်ကြီးစောတာမလာဘောရဲ့မှုပြီးရင်ဟိုကျွန်တော်တို့အတူတူကဆောင်ရွက်ခွင့်မရတော့လေကျွန်တော်အစဉ်ဆက်အဖြစ်ကျွန်တော်တို့ဒါဟိုကြားနာခွင့်ရခဲ့တယ်ဗိုလ်ချုပ်ကြီးစောဘုံမြသူတို့ရဲ့အတွေးခေါ်ပါလဲဆိုရင်တပ်ပေါင်းစုနဲ့အောင်ပွဲခံအဲ့အတွေးခေါ်ပေါ်မှာသူတို့ပရိုမန်ရှာခိုင်မှာယက်တီတာဖြစ်ပါဗိုလ်ချုပ်ကြီးစောတာမလာဘောလည်းခိုင်မှာယက်တီတာဖြစ်သလိုဗိုလ်ချုပ်ကြီးစောဘုံမြလည်းအဲ့ဒီမူပေါ်မှာရက်ခံခဲ့ကြအဲ့ဒီမူကိုတော့ဒါသူတို့ဆုတ်ကိုင်ကရင်အကျိုးစီးပွားကိုပဲတက်လို့ဖို့မဟုတ်ကရင်ကျိုးစီးပွားနဲ့အတူပြည်တော်စုအကျိုးစီးပွားကိုသွားဒါကြောင့်ကျွန်တော်အများနဲ့ကျွန်တော်ကိုယူပြောတာကတော့
ဘရိုမန်းရှာလာဖန်းကောဘိုးချုပ်ကြီးစောတာမလားပေါ့ဘိုးချုပ်ကြီးစောပုံများအောင်ဒီပုဂ္ဂိုလ်ကြီးတွေကပြည်တော်စုနိုင်ငံမျိုးသားကောင်စီရဲ့ဥက္ကဋ္ဌတွေအတွင်းမှုနဲ့ဆောင်ရွက်ခဲ့ကြတယ်သူတို့က KN မျိုးသားခေါင်းဆောင်ကြီးတွေဖြစ်သလိုပဲကျွန်တော်ပြည်တော်စုရဲ့ခေါင်းဆောင်ကြီးတွေဖြစ်တယ်ဒါကြောင့်အခုကျွန်တော်တို့ကပြည်တော်စုရေးရပိုးရေးဖြစ်တယ်ပိုးရေးရပြည်တော်စုရေးဖြစ်တယ်ဆိုတာကသူတို့တွေရဲ့နိုင်ငံရေးအသွင်သင်လမ်းညွှန်မှုတွေပေါ်မှာအခြေခံပြီးတည်ပြီးပဲကျွန်တော်ပြောကြားနေတာဖြစ်ပါတယ်အဲ့တော့သူတို့ကပြည်တော်စုအရေးနဲ့မိမိအမျိုးသားအရေးနဲ့အတူရှင်တွဲပြီးသွားတဲ့မှုပေါ်မှာသူတို့ကအခြေခံခဲ့တာဖြစ်ပါတယ်ဒါကြောင့်လည်းပဲရိုမန်ရှာအနေနဲ့ဒီအင်အားစုအသီးသီးရဲ့ထောက်ခံမှုလက်ခံမှုယုံကြည်မှုရတာဖြစ်ပါတယ်သူကဒီ1962ခုနှစ်မှာကျွန်တော်တို့1962ခု7 July ရေးခင်းမှာအရေးတော်ပုံမှာပါခဲ့တဲ့ကြောင်းပါအဲ့တော့1962ခုနှစ် July 9 ရက်နေ့မှာဖြစ်ခဲ့တဲ့ဒီလှုပ်ရှားမှုမှာပါခဲ့တဲ့ကျောင်းသားတယောက်ဖြစ်တဲ့ကြောင်းမို့လဲကျွန်တော်တို့ဒီဟိုနေဇက်ဒေတာကိုရောက်လာတဲ့တွန်လိုင်းအင်အားစုတွေရောပြည်တွင်းပြည်ပအားလုံးမှာရှိကြတဲ့လူတွေကအဲ့ဒီကျောင်းသားလှုပ်ရှားမှုကိုပါခဲ့တဲ့လူတွေဟလာ62လို့62 84 86ဒီတောက်လျှောက်ပေါ့လေဝါပြည်ရဲ့လှုပ်ရှားမှုမှာပါခဲ့တဲ့လူပြီးတော့8 လေးလုံးအဲ့ဒီကာလာပဲ8 လေးလုံးရေးတော့ပါခဲ့တဲ့လူတွေကပရိုမန်ရှာကိုသူပုဂ္ဂိုလ်ရေးရလဲသူလေးစားမှုကြည်ညိုမှုကရှိပြီးသားဖြစ်ပါသူကိုယ်တိုင်လည်း62ဒီ7 July ကျောင်းသားအရေးမှာသူပါခဲ့တာပေါ့နော်ဒါကသူ့ရဲ့ထူးခြားတဲ့ဝိသသာလက္ခဏာတစ်ခုဖြစ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအင်အားစုတွေထဲမှာဆိုရင်အခုဘုရောဆိုရင်ဒီဗမာပြည်ကွန်မြူနစ်ပါတီအပါဝင်ပေါ့ဒီလိုဒီဆိုရှယ်လစ်ကိုဒီလိုအင်အားစုတွေဗမာပြည်ကွန်မြူနစ်ပါတီပါဝင်ဒီလက်ဝဲအင်အားစုတွေကလည်းပဲသူ့နဲ့ဆိုရင်တော့အဆင်ပြေပြေဆွေးနွေးကြတာညှိနှိုင်းကြတာရှိတယ်အထူးနည်းတူပဲကျွန်တော်တို့သိရသလောက်ဆိုရင်တော့ဒီပရိုမန်ရှာဗုဒ္ဓဘာသာကရင်ဖြစ်ပါတော့ဗုဒ္ဓဘာသာကရင်ဖြစ်တော့လည်းပဲဘာသာရေးကိုအခြေပြုပြီးသူကဆွဲဆောင်တဲ့စီရင်တာရှိဘယ်ဘာသာမှဘက်လိုက်ပြီးတော့ပြောဆိုတဲ့စီရင်တာမဟုတ်ဘူးမိမိရဲ့နိုင်ငံရေးမှုယက်တီပုံအခြေခံပြီးသူကယက်တီသွားတာဖြစ်ပါဒါကြောင့်မို့လို့ဒီကျွန်တော်တို့ကျန်တဲ့တိုင်းသားလက်နက်ကင်တော်လိုင်းအဖွဲ့အစည်းတွေပေါ့တိုင်းသားအင်အားစုတွေကလည်းပရိုမန်ရှာပေါ်မှာလည်းယုံကြည်မှုဟာအများကောင်းတာဖြစ်ပါဒါကြောင့်အဲ့ဒီကာလတော့ကျွန်တော်အမြင်ပြောရရင်နော်ပြည်တွင်းမှာအဓိကနိုင်ငံရေးရပါအဓိကဒီပြည်တွင်းနိုင်ငံရေးမှာအဓိကအကျဆုံးဖြစ်နေတာတော့ဒေါအောင်ဆန်းစုကြည်နဲ့လူသားဒီမိုစီဖွဲ့ချုပ်ဖြစ်ပါဒီနေဆက်အခြေပြုတော်လှန်ရေးမှာတကယ်တော်လှန်ရေးနဲ့ဆုံချက်အနေနဲ့ဖြစ်နေတာပရိုမန်ရှာနဲ့ KNU လူသားစီဒါကြောင့်လဲစေအုပ်စုကနေပြီးတော့သူ့လှုပ်ချခဲ့တာဟုတ်ကဲ့ဘရိုမန်ရှာကိုမဟာမိတ်တပ်ပေါင်းစုရဲ့ဘီတုကာလို့လည်းတင်စားကြပါတယ်ဒါဟာမတူညီတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာတန်တရားတွေကင်းစင်အောင်ညီညွတ်မှုတွေရအောင်ဘလို့နီးလန်းနေနဲ့စီယုံခဲ့တယ်လို့အန်ကဲနေနဲ့မြင်ပါတယ်လေကျွန်တော်မြင်တာကတော့ပရိုမန်ရှာအဲ့ဒီချိန်တော့ဆိုရင်ဒီမဟာမိတ်ဆက်ဆံရေးပေါ့မဟာမိတ်ဆက်ဆံရေးတွေကိုသူကတိဆောက်တယ်မဟာမိတ်ဆက်ဆံရေးဆိုမှာသူ့ရဲ့အခြေခံဖြစ်တဲ့ KNU မျိုးသားအစည်းအရုံးနဲ့ကျန်တဲ့အင်အားစုတွေကြားမှာရှိတဲ့မဟာမိတ်ဆက်ဆံရေးနောက်တစ်ခါပါလဲဆိုရင်ဒီပြည်တော်စုမြန်မာနိုင်ငံမျိုးသားကောင်စီပြည်တော်စုမြန်မာနိုင်ငံမျိုးသားကောင်စီတွေကိုဝင်လို့ရတဲ့လူရှိတယ်မရတဲ့လူရှိတယ်အဲ့ဒီအင်အားစုတွေနဲ့အကြားမှာဆက်ဆံရေးသူဒါကိုခြေခြေပြန့်တိဆောက်တာဖြစ်ပါတယ်နောက်တစ်ခုကတော့အခြေခံမူကတော့တပ်ပေါင်းစုနဲ့အောင်ပွဲခံဒီတပ်ပေါင်းစုနဲ့အောင်ပွဲခံရမယ်ဆိုမူတော့ဒါသူဆုတ်ကင်တာဖြစ်နောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်ဒီကရင်မျိုးဆက်သစ်လူငယ်တွေပေါ့နော်ကရင်မျိုးဆက်သစ်လူငယ်တွေကိုအဲ့ကာလမှာကျွန်တော်သိသလောက်တော့သူကိုယ်တိုင်လည်းပြောပြတာပေါ့တင်နန်းနေပေးတင်နန်းနေပေးနိုင်ငံရေးတင်နန်းနေလို့ပေးပြီးတော့မှအခြေခံအဖြစ်တော့ကျွန်တော်တို့ကစုပေါင်းပြီးတော့သွားဆိုတဲ့အခြေခံသဘောတရားလေဒါတွေကိုလည်းသူပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီအားလုံးစုပေါင်းပြီးတော့ဒီအောင်ပွဲခံနိုင်ရေးကိုသူကိုယ်တိုင်လည်းအဲ့ဒီမူယုံကြည်တယ်ပြောဆိုဆက်ဆံတဲ့အခါမှာအဲ့ဒီမူအတိုင်းပဲအမှန်စိတ်ရှည်တယ်အမှန်သီးခံတယ်ကျွန်တော်ပြောလို့ပဲပြည်တော်စုမှနိုင်ငံမျိုးသားကောင်စီရဲ့အစည်းအဝေးတွေမှာသူဒေါသထွက်တာကျွန်တော်မတွေ့ဘူးဒါပေမဲ့စိတ်လိုလဲရပါလေအားပပဆွေးနွေးကြတဲ့လူတွေအကြားမှာသူဝင်တားတယ်ဆိုရင်လက်ခံပေးကြတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မြင်ရတော့ပရိုမန်ရှာသူချမှတ်ထားတဲ့မူသူယုံကြည်ထားတဲ့နိုင်ငံရေးလမ်းစဉ်
ခိုင်ခိုင်မာမာရက်တည်တာဖြစ်ဘယ်အကြောင်းနဲ့မှတော့အဲ့ဒီမူသူကတွေ့ပြီးသွားမှာမဟုတ်ပရိုမန်ရှာဟာတင်းမာတယ်လို့မဟုတ်ပြတ်သားတယ်လို့ဖြစ်ကျွန်တော်မြင်တာအဲ့ဒါဖြစ်သူကတင်းမာတယ်လို့မဟုတ်ဘူးပြတ်သားတယ်လို့ဖြစ်သူရက်ထားတဲ့မူပေါ်မှာသူပြတ်သားသားအဲ့ဒါကိုရက်တည်တာအဲ့ဒီပေါ်မှာသူဆုပ်ဆုပ်ကိုင်ကိုင်ရက်တည်တာအဲ့ဒါသူရဲ့အကောင့်ချက်ဒါကြောင့်မို့လို့လည်းပဲမူပေါ်မှာအခြေခံပြီးတော့မှရက်တည်တဲ့အတွက်အကျိုးစီးပွားတွေမှာအခြေခံမှုရက်တည်တာမဟုတ်ဘူးမိမိရဲ့ယုံကြည်တဲ့နိုင်ငံရေးပုံမှာရက်တည်တဲ့အတွက်လည်းပဲသူ့ရဲ့ဒီတပ်ပေါင်းစုနဲ့အောင်ပွဲခံရမယ်မဟာမိတ်တိဆောက်ရေးတွေဒီဟာတွေကလည်းအောင်မြင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ပရိုမန်ရှာဟာလူတွေအချို့တွေပြောသလိုသူကလည်းသူ့ဘော်လေအထင်မျိုးမျိုးတွေနဲ့ရက်ဆက်တဲ့လူကြမ်းကြုတ်တဲ့လူဒီလူတွေပြောတာတွေရှိတယ်ကျွန်တော်အနေနဲ့ကတော့ပရိုမန်ရှာအမှုပညာဗီဇရှိတဲ့လူဖြစ်ပါတယ်အမှုပညာသမားတယောက်လို့လည်းပြောလို့ရဘာဖြစ်လို့သူကြပြားတွေစာတွေရေးခဲ့သူကြပြားတွေရေးတယ်ကြပြားဆိုတဲ့အမှုပညာသူရင်ထဲမှာခန့်ထားချက်ရှိအမှုပညာစိတ်ရှိတဲ့လူကမရဘူးကြောင့်မို့သူ့ရဲ့ကလောင်နာမည်ကလည်းရေစံဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ကလောင်နာမည်ကရေစံဆိုတော့ရေစံကိုဖြတ်မယ်ရေစံကိုဖြတ်မယ်ဆိုတော့ဒါဟာလည်းသူ့ရဲ့တော်လှန်ရေးအမတန်တော်လှန်ရေးအတိတ်ပဲအမတန်ပြည့်တဲ့ကလောင်နာမည်လည်းဖြစ်ပါတယ်ဒါကြောင့်ပရိုမန်ရှာစာဖတ်အားတွေကောင်းတယ်စာမျိုးစုံတွေလည်းဖတ်တာတယ်ပြီးရင်ကျွန်တော်တို့လူတန်းစားအလွှာပေါင်းစုံနဲ့ထိတွေ့ဆက်ဆံရှိတယ်လူမျိုးပေါင်းစုံနဲ့ထိတွေ့ဆက်ဆံမှုတွေရှိတယ်အဲ့ဒီအပေါ်မှာသူ့ရဲ့မူပေါ်မှာခိုင်မှာပြတ်သားရက်တည်တယ်အဲ့ဒါတွေကတော့ပရိုမန်ရှာအောင်မြင်ခြင်းရဲ့အကြောင်းရင်းတွေလို့လည်းပြောရမှာဖြစ်ပါတယ်တစ်ဖက်ကပြောရင်လည်းသူ့ကိုလှုပ်ကြံမဲ့ရန်သူတွေအတွက်အမြဲတမ်းကြောက်ရတဲ့လူတစ်ယောက်ဖြစ်လို့လည်းအဲ့ဒီလိုတွေရက်တည်တဲ့အတွက်လည်းတစ်ဖက်ရန်သူစေအုပ်စုကသူ့ကိုလှုပ်ကြံတပ်ဖြတ်ခဲ့တာလို့ပြောမှာဖြစ်ပါတယ်အထူးသဖြင့်ပအိုအမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ဘရိုမန်ရှာကဘလို့အကြံဉာဏ်မျိုးတွေအားပေးမှုတွေပြုလုပ်ခဲ့ပါသလဲပအိုနဲ့ကရင်တော်လိုင်းရဲ့အကြမှာသူဟာဘလို့ပေါင်းကူတရားမျိုးဖြစ်ခဲ့ပါသလဲအဲ့တော့ကျွန်တော်တို့ဆိုရင်အခုဆိုရင်ပေါ့နော်ဒီကျွန်တော်ပိုးတော်လိုင်းရေးမှာဆိုရင်ကျွန်တော်တို့ကအပိုင်းသုံးပိုင်းပြောတာကရင်တော်လိုင်းရေးကအခုပြီးခဲ့တဲ့ January 31 ရက်နေ့ကကရင်တော်လိုင်းရေးရဲ့89နှစ်မြောက်လာမယ့်ဒီဇင်ဘာ17ကကျွန်တော်တို့ပိုးတော်လိုင်းရဲ့89နှစ်မြောက်ဖြစ်ပါပိုးတော်လိုင်းရေးနဲ့ကရင်တော်လိုင်းရေးဆိုတာညီကိုမောင်နှမတွေဖြစ်တယ်ကရင်နဲ့ပိုးကလည်းညီကိုမောင်နှမဖြစ်တယ်လို့တော်လိုင်းရေးအရာလည်းညီကိုမောင်နှမအဲ့တော့ကျွန်တော်တို့ဒီကရင်ယူကရင်မျိုးသားအစည်းအရုံးကြီးရဲ့ဒုဥက္ကဋ္ဌနဲ့ဆောင်ရွက်ခဲ့တာကျွန်တော်ပို့မျိုးသားကောင်းဆောင်ဖားပွားလှပြီပေါ့တထုံလှပြီဖြစ်ပါအဲ့တော့ဒီဥက္ကဋ္ဌကြီးဇောဘဦးကြဆုံးတဲ့အချိန်မှာကရင်တော်လိုင်းရေးကိုဥဆောင်ပေးဖို့အတွက်လေတီတီဒါအဲ့တော့ကရင်တော်လိုင်းရေးကောင်းဆောင်တွေကကျွန်တော်တထုံဦးလားဖေကိုဖိတ်ခေါ်ခဲ့တာဖြစ်ပါဒါမဲ့တထုံဦးလားဖေကတော့သူရှမ်းပြည်မှာရှိနေတဲ့ပိုးတွေအခြေအနေကပို့ပြီးတော့မှဖွံ့ဖြိုးမှုတွေနှိမ့်ကြပါတယ်အဲ့အတွက်တော်လိုင်းရေးပဲသူလုပ်ပြရစီဆိုတော့သူဒီပေါ့နော်ဒီကရင်တော်လိုင်းရေးဥဆောင်တဲ့နေရာကိုမလာခဲ့ဘူးသို့တော်လည်းပဲကရင်တော်လိုင်းရေးနဲ့ပတ်သက်ရင်နော်ခေါင်းဆောင်တွေကြားမှာသူပြောတင်ပြောထိုက်တရားတွေကိုတော့ဦးလာဖေကပြောဆိုဆောင်ရွက်ပေးခဲ့တယ်လို့ကျွန်တော်တို့ဒီလိုသိရတာအဲ့တော့ပရိုမန်ရှာတို့ကလည်းထွန်းနီးတူပါပဲကျွန်တော်တို့လိုမျိုးကိုနော်ဟိုရောက်လာတဲ့ဒါမြို့သားဒီမိုစီအဖွဲ့ချုပ်ကဆိုတော့လည်းပဲပိုးတယောက်နဲ့ဟိုပိုးတိုင်းသားတယောက်ဖြစ်တဲ့ကျွန်တော်ပုံမှာလည်းဒါပရိုမန်ရှာတို့ဆိုရင်ကျွန်တော်တို့မျိုးရေးထုတ်ဆက်ဆံခဲ့တဲ့ရုံကြီးဆက်ဆံပေးခဲ့တယ်ထွန်းနီးတူရဲ့ပိုးတော်လိုင်းရေးနဲ့ပတ်သက်ရင်ပထမတော်လိုင်းရေးတော့ကတော့ကျွန်တော်တို့ဒါ49ကနေ58အဲ့ဒီကာလကျွန်တော်တို့ဗရေဒရစ်ကျွန်တော်တိုက်ခဲ့တဲ့ပထမတော်လိုင်းရေးကောင်းစဉ်ကဗရေဒရစ်စနစ်ဆန့်ကျင်တော်လိုင်းရေးနဲ့အတူကျွန်တော်ပထမတော်လိုင်းရေးလောက်တာဖြစ်အောင်မြင်ခဲ့တယ်ဒါမပြည့်စုံခဲ့ဗရေဒရစ်ရဲ့အာဏာစွန့်သွားတယ်နောက်ပိုင်းကျတော့စစ်တပ်ကအာဏာပြန်သိမ်းတဲ့ခါကျတော့ကျွန်တော်တို့ကဒုံရင်ပြန်ရောက်တာပေါ့နော်အဲ့တော့ဒုတိယတော်လိုင်းရေးကို1966မှာစတယ်အဲ့တော့ဗိုလ်ချုပ်ဆန်ဦးလာဖေတို့ကတော့ထောင်ထဲရောက်သွားတယ်နောက်1966မှာဒုတိယတော်လိုင်းရေးဗိုလ်ချုပ်ဆန်သိန်းတို့ဥဆောင်ပြီးဆင်နွှဲတဲ့အချိန်မှာကျွန်တော်တော်လိုင်းရေးခေါင်းစဉ်ကပါလဲဆိုတော့ဆေးအာဏာရှင်စနစ်ဆန့်ကျင်တော်လိုင်းရေးဖယ်ရယ်ပြည်တော်စုတည်ဆောက်ရေးဆေးအာဏာရှင်စနစ်နဲ့မဟာလူကြီးဥပါဒဆန့်ကျင်တိုက်ဖျက်ရေးဖယ်ရယ်ပြည်တော်စုတည်ဆောက်ရေးဒါပဲဒါပေမဲ့လို့နောက်ပိုင်းကျတော့အခု1990အဲ့ပိုးတွေမှာဆိုရင်များအဖြူနဲ့ညီနဲ့နိုင်ငံရေးယူဝါဒရကွဲနိုင်ငံရေးယူဝါဒရကွဲတဲ့ခါကျတော့ကွန်မြူနစ်လက်ခံတဲ့လူလက်မခံတဲ့လူတို့လိုကွဲပြီးတော့မှအချင်းချင်းတိုက်တာ17နှစ်ကျွန်တော်တို့ပိုးတွေလဲ
အချင်းချင်းတိုက်ခဲ့ကြတာ17နှစ်အမတန်ကြေကွဲစရာဖြစ်ဆိုတွေရှိခဲ့တယ်အဲ့တော့61ရောက်တဲ့အခါမှာ PNO ဒါဦးအောင်ခန်းဒီဦးဆောင်တဲ့ PNO ကဗိုလ်ချုပ်ခင်ညိုတို့နဲ့စစ်တပ်နဲ့ပြစ်ကိုက်ရေးစေးလုပ်တယ်64ကျတော့ဦးတကလေးဦးဆောင်တဲ့ရလာဖအိုးအတီလို့ခေါ်တာပေါ့နော်အရာခေါ်အဲ့ဒါကပြစ်ကိုက်ရေးစေးလုပ်ဆိုတော့အဲ့ဒုတိယတော်လှန်ရေးကဘာဖြစ်သွားလဲဆိုရင်ရလာဖအတွင်းမှာကြတော့လေစေအုပ်စုရဲ့ဖြိုခွဲမှုတွေအဲ့ရလာဖဖြိုခွဲပါ PNO ကြတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်အသွင်ပြောင်းဌာနေပြည်သူစစ်ကိုပြောင်းလိုက်လက်နက်ကင်တပ်ဖွဲ့ကအသွင်ပြောင်းဌာနေပြည်သူစစ်နဲ့ပြောင်းလိုက်စစ်တပ်လောက်ခံလုပ်လိုက်ဦးဆောင်အဖွဲ့အစည်းကနိုင်ငံရေးပါတီကိုမှတ်ပုံတင်လိုက်ဆိုတော့ကျွန်တော်ဒီပိုးမှာဒုတိယတော်လှန်ရေးကဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီဒုတိယတော်လှန်ရေးကတခန်းရသွားတာပေါ့အောင်မြင်တယ်လို့ပြောလို့မရပထမတော်လှန်ရေးကကျွန်တော်အောင်မြင်တယ်လို့ပြောလို့ရပါဆိုရင်ဗရေသရစ်စနစ်ဆန်းကျင်တော်လှန်ရေးကိုကျွန်တော်လုပ်တယ်ဗရေသရစ်တွေကအာဏာဆွမ်းတယ်ကျွန်တော်အောင်မြင်တာဒါမှမပြည့်စုံခဲ့ဘူးဒုတိယတော်လှန်ရေးကြတော့ဘာဖြစ်သွားလဲဆိုရင်တခန်းရသွားမအောင်မြင်ဘူးလို့ပဲပြောရမှာဘာကြောင့်လဲဆေးအာဏာရှင်စနစ်ဆန်းကျင်တော်လှန်ရေးခေါင်းစဉ်နဲ့တိုက်ခဲ့တော့လဲဆေးအာဏာရှင်တွေအောက်မှာကြောက်သွားပြီးရင်တစ်ဖွဲ့ကြတော့ပြုတ်ကွဲသွားဆိုတော့ကျွန်တော်ဒုတိယတော်လှန်ရေးပိုးတွေဒုတိယတော်လှန်ရေးမအောင်မြင်ခဲ့ဘူးတခန်းရက်ခဲ့အဲ့တော့ကျွန်တော်တို့ပိုးဟာတမိုင်းစင်လာကြီးရယ်ကျွန်တော်တို့တတိယတော်လှန်ရေးကိုကျွန်တော်လုပ်အဲ့ဒါလည်းပါလဲဆိုရင်ဒုတိယတော်လှန်ရေးတော့ကျွန်တော်လုပ်ခဲ့တယ်ဆေးအာဏာရှင်စနစ်ဆန်းကျင်တော်လှန်ရေးမာလူမျိုးကြီးဝါဒဆန့်ကျင်တိုက်ဖျက်ရေးဖယ်ရပြည်တော်စုတည်ဆောက်ဒါကိုကျွန်တော်ဆက်လုပ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ဒါပို့မျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL လို့ကျွန်တော်စုဖွဲ့ခဲ့တာဖြစ်ပါတယ်အဲ့ဒီကာလတော့ဒီလိုတော်လှန်ရေးအဖွဲ့အစည်းတည်းပို့မှာဒီတွေးသည့်အမြင်သည့်နဲ့တတိယတော်လှန်ရေးတရားကိုဆင်နွှဲဖို့အတွက်နိုင်ဖို့လည်းပဲဒါပရိုမန်ရှာတို့ကကျွန်တော်တို့နဲ့ပတ်သက်ရင်သူတို့ဆွေးနွေးပေးခဲ့တဲ့အကြံဉာဏ်တွေပေးခဲ့တဲ့အထူးအဖြစ်တော့ကျွန်တော်လည်းဒီနေဆက်ဒေသကိုရောက်လာပြီးတဲ့အတွက်ဒီ2009ခုနှစ်မှာကျွန်တော်တို့ပို့မျိုးသားညီလာခံခေါ်ပြီးတော့ပို့အဖြူဘက်မှာအဲ့တော့ပုံပြီးခေါ်ကတော့ PPL လို့ပေါ့သူကအဖြူဘက်ကောင်ရှိတာပုံပြီးခွန်တိဆောင်တို့ပုံမှုသူတွေတို့သူတို့ဥဆောင်တာရလာဖအနီဘက်ကောင်အဲ့အဖြူတွေအနီတွေအကုန်လုံးကျွန်တော်ကတော့အဖြူလည်းမဟုတ်အနီလည်းမဟုတ် NLD ရလာလူငယ်တွေအလုပ်သမားတွေဒီလူတွေနဲ့ပေါင်းပြီးတော့မှကျွန်တော်တို့က PNL လို့တတိယဒေါ်လာဥဆောင်စင်လို့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်အဲ့လိုဖွဲ့စည်းခဲ့တဲ့တဲမှာလဲပရိုမန်ရှာပါပေါ့နော်ပြည်တော်စုနိုင်ငံပြည်သားကောင်စီရှိကြတဲ့ခေါင်းဆောင်များရဲ့အားပေးမှုတွေထောက်ပံ့မှုတွေကျွန်တော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကြောင့်ကျွန်တော်တို့2009ခုနှစ်ပို့မျိုးသားညီလာခံကြီးကိုလည်းပြည်တော်စုနိုင်ငံပြည်သားကောင်စီကတုံးလာပေးပို့ပြီးတော့ဂုဏ်ပြုခဲ့တယ်။ပြီးတော့နောက်ပိုင်းမှာလည်းကျွန်တော်လက်တွဲဆောင်ရွက်ခဲ့တာရန်သူကဗမာလူမျိုးမဟုတ်ဘူးစစ်အာဏာရှင်စနစ်သားဖြစ်တယ်လို့ဆိုတဲ့ဘရူမန်ရှာရဲ့ယက်တီချက်ကအဲ့ဒီခေတ်တိုင်းရင်းသားခေါင်းဆောင်တွေပေါ်ကိုဘယ်လောက်ထိရိုက်ခတ်မှုရှိပါသလဲအဲ့တော့ကျွန်တော်တို့တွေကဒီပေါ့နော်စီးရုံးကြတဲ့အခါမှာအချို့ခေါင်းဆောင်တွေကလည်းပဲလွယ်ကူစီးအောင်ဆိုပြီးတော့ဗမာမုံဒီရေးနဲ့စီးရုံးတဲ့ဟာတွေလည်းရှိခဲ့တယ်ကျွန်တော်တို့လည်းကြုံခဲ့ရတာပေါ့လေလွယ်ကူပေါ့ဗျာကရင်ချင်းချင်းကြမှာပိုးချင်းချင်းကြမှာလွယ်ကူစီးရုံးရအောင်ဆိုတော့ဗမာမကောင်းဘူးပေါ့လေဗမာမုံဒီရေးနဲ့ဒီလိုစီးရုံးတာတွေရှိသို့တော့အဲ့ဒါကိုပရိုမိုင်းချာတော့ရှင်းလင်းထောက်ပြဆရာနာရှင်စနစ်ကအဓိကကျွန်တော်တို့ဒုက္ခပေးနေတဲ့အဓိကကြောင်းရင်းကဆရာနာရှင်စနစ်ဖြစ်တယ်ဒီဆရာနာရှင်စနစ်ကိုကျွန်တော်ဒါကိုအမြင့်ပြအောင်ကျွန်တော်လုပ်ပါချုပ်ငြိမ်အောင်လုပ်ဒါပရိုမန်ရှာရဲ့အဓိကသူထောက်ပြချက်ဖြစ်ပါတယ်ဒါကြောင့်လည်းပဲအဲ့ဒီကာလတော့ဆိုရင်ငင်းဆွေးနွေးပွဲတွေခေါ်တာပဲငင်းဆွေးနွေးပွဲတွေကိုတွားခဲ့ကြတာအဲ့တော့ပရိုမန်ရှာပြောတဲ့စကားရှင်းလေးပဲကိုလူမျိုးကိုကြုံပြစ်စေမယ်ငင်းရေးမျိုးမလုပ်နိုင်ကိုလူမျိုးအကျိုးစီးပွားကိုကောင်းစေမယ်ဆိုရင်နော်စစ်မှန်တဲ့ငြိမ်းချမ်းရေးတော့လုပ်မှာဒါပေမဲ့ကိုလူမျိုးကိုကြုံပြစ်စေမယ်ငြိမ်းချမ်းရေးတော့သူဒါသူပြရတာယက်တိခဲ့တာဒါကြောင့်သူ့အဲ့ပြတာယက်တိချက်ကြောင့်လည်းပဲဟိုပါတော့ဒီတော်လှန်ရေးရဲ့ဆုတ်ချက်ဖြစ်နေတဲ့ပရိုမန်ရှာကိုဒါစေအုပ်စုနဲ့အပေါင်းပါတွေကဒါလုံးကျတပ်ပြခဲ့တာလေဒီချက်ကြောင့်ဘာကြောင့်လဲဆေးအာနာရှင်စနစ်ကိုပဲရှင်းလင်းမြင်အောင်သူပြောခဲ့တယ်ဆေးအာနာရှင်စနစ်ကိုချုပ်ညံအောင်လုပ်မယ်တော့ရှင်းလင်းပြောရလို့သူဖြစ်တယ်တခြားလိုဝေဝါးမဟုတ်ဗမာမုံလီရေးတွေဘာတွေအခြေမခံဆေးအာနာရှင်စနစ်ကိုတဲ့တူတူဒါကိုစန့်ကျင်တိုက်ပြရမယ်ချုပ်ညံရမယ်ပြောတဲ့အတွက်လဲစေအုပ်စုကသူလုပ်ကြတယ်
အခုຫນွေဦးတော်လှန်ရေးမှာပအိုးလူငယ်တွေအနေနဲ့ကရင်တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာစစ်ရေးနိုင်ငံရေးရအချိတ်ဆက်တွေပုံမအားကောင်းလာတာကိုတွေ့ရပါတယ်။ဒါဟာဘရူမန်ရှာမျှော်မှန်းခဲ့တဲ့မဟာမိတ်တပ်ပေါင်းစုပုံစံမျိုးဖြစ်လာမယ်လို့ပြောလို့ရပါသလား။ ကျွန်တော်တို့အနေနဲ့ပြောရရင်တော့ဒီပရိုမန်ရှာတွေမဟုတ်ပါဘူးကျွန်တော်ဒီမူကတော့ကိုကျိုးကြီးစောတာမလားပေါ့လို့ကိုကျိုးကြီးစောဖို့များတော့ပါတကယ်တမိုင်းဝင်ကရင်ခေါင်းဆောင်တွေဖြစ်တယ်လို့ပြည်တော်စုရဲ့ခေါင်းဆောင်တွေလည်းဖြစ်တဲ့ပုံကိုယ်တွေကချမှတ်ပေးခဲ့တဲ့မူဖြစ်ပါတယ်အဲ့ဒီမူအပေါ်မှာကျွန်တော်ကရင်တော်လိုင်းအဖွဲ့အစည်းတွေကဒီကနေ့မှာလိုက်ပါဆောင်ရွက်တယ်မဆောင်ရွက်ဘူးဆိုတာတော့ကာယကံရှင်များရဲ့အခြေအနေဖြစ်ပါတယ်ဟိုကျွန်တော်တို့ကဘယ်သူအကျိုးစီးပွားထားမလဲကျွန်တော်တို့အခုဆိုရင်လူမျိုးလိုက်တွေကကရင်ကတော့ပထမဦးစားပေးကိုအမျိုးသားရေးကိုပထမဦးစားပေးလို့ကရင်မျိုးသားရေးဦးစားပေးလို့မယ်ပိုးမျိုးသားရေးဦးစားပေးလို့ရမယ်မွန်မျိုးသားရေးဦးစားပေးလို့ရမယ်ဆိုတော့စဉ်းစားတွေးခေါ်မှုတွေနဲ့လုပ်တဲ့လူလည်းရှိနိုင်တယ်ဒါကရင်မရမဟုတ်လူမျိုးစုံမှာဒါတွေရှိနေဒီတူပဲငါတို့ရဲ့ကရင်အကျိုးစီးပွားနဲ့ပြည်တော်စုအကျိုးစီးပွားတို့တူတူသွားငါတို့ပို့အကျိုးစီးပွားနဲ့ပြည်တော်စုအကျိုးစီးပွားတူတူသွားငါတို့ရဲ့မွန်အကျိုးစီးပွားနဲ့ပြည်တော်စုအကျိုးစီးပွားတူတူသွားမယ်ဒီလိုစဉ်းစားကြတဲ့သူတွေလည်းရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနိုင်ငံရေးအတွေးအခေါ်ကတော့သက်ဆိုင်ရာပုံကိုယ်တွေနဲ့အဖွဲ့အစည်းတွေအမှန်အရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအခုဘာလို့လိုချင်လဲဒီຫນွေဦးတော်လှန်ရေးလိုချင်တာကျွန်တော် regime change မဟုတ်အစိုးရတရပြုပြင်ပြောင်းလဲဟာအစိုးရဖွဲ့လိုက်တယ်ပြင်လူတွေအခုဆိုရင်ဒါအခုစစ်အုပ်စုကရွေးကောက်ပွဲလုပ်ပြလိုက်တယ်ရွေးကောက်ပွဲကတက်လာတဲ့အစိုးရအဲ့ဒီအစိုးရကိုလူထုမဲနဲ့တက်လာတာဖြစ်တယ်ဆိုပြီးတော့ regime change လေးလုပ်ပြဒါပေမဲ့ system change တကယ်ခေတ်ပြောင်းစနစ်ပြောင်းဖြစ်သလားဆိုမဖြစ်ဘူးခေတ်ပြောင်းစနစ်ပြောင်းမဖြစ်ခဲ့ဖြစ်မှာမဟုတ်အဲ့တော့ pro man ရှာတို့ချမှတ်သွားတဲ့လမ်းစဉ်ကခေတ်ပြောင်းစနစ်ပြောင်းဖြစ်ဖို့ဖြစ်ခေတ်ပြောင်းစနစ်ပြောင်းဖြစ်ဖို့ဆိုရင်တော့ဆီယနာရှင်စနစ်ကြောင့်တိုင်းပြည်ဒုက္ခရောက်တာရှင်းလင်းမြင်ဖို့မိမိအမျိုးသားရေးနဲ့ပြည်တော်စုရေးကိုထပ်တူသွားဒါ pro man ရှာတို့ပြောခဲ့တာဒါကြောင့် pro man ရှာတို့ချမှတ်ခဲ့တဲ့မူလမ်းစဉ်ကဒီနေ့ຫນွေဦးတော်လှန်ရေးမှာခစ်မိနေတာဖြစ်တယ်ဒီနေ့မှာခစ်မိနေဒီနေ့အထိအောင်ခစ်မိနေတာဖြစ်တယ်ဒီနေ့အတွက်တော်လှန်ရေးလိုအပ်ချက်လည်းဖြစ်ပါတယ်ဒါကြောင့်ဒီမူတွေပေါ်မှာကျွန်တော်တို့ကရင်ပဲဖြစ်ဖြစ်ပိုးပဲဖြစ်ဖြစ်မွန်ပဲဖြစ်ဖြစ်ပမာပဲဖြစ်ရှမ်းပဲဖြစ်ဖြစ်ဒီမူတွေပေါ်မှာစုပ်ကိုင်နဲ့ကျွန်တော်ရက်တည်နိုင်မှသာလျှင်ကျွန်တော်တို့အားလုံးရဲ့တော်လှန်ရေးအောင်မြင်ဘရူမန်ရှာတာအခုချိန်မှာတက်ရှိတင်ရှာရှိနေအောင်မယ်ဆိုရင်လက်ရှိတော်လှန်ရေးအခင်းကျင်းပေါ်ဘယ်လိုသုံးသပ်ချက်မျိုးပေးချင်ပါသလဲကျွန်တော်တို့ကလည်းအဲ့ဒါပေါ့နော်ခါလေကြတော့ကျွန်တော်စဉ်းစားတယ်တော်လှန်ရေးနဲ့ခေါင်းဆောင်မှုတကယ်လို့သာပရိုမန်ရှာတက်ရှိတင်ရှာရှိနေရင်တော့ဒီနေ့ဖြစ်နေတဲ့တော်လှန်ရေးနဲ့ခေါင်းဆောင်မှုအမ်တောင်ကွက်တီပဲဒီဥဆောင်မှုတွေနဲ့ဒီအတွေးခေါ်တွေနဲ့အဓိကကျွန်တော်ပြောချင်တာအတွေးခေါ်ကစနစ်ပြောင်းခက်ပြောင်းလုပ်ချင်ကျွန်တော်အတွေးခေါ်တွေပြောင်းအောင်ကျွန်တော်တို့မှမလိုလားအပ်တဲ့ခက်ပြောင်းစနစ်ပြောင်းမဖြစ်စေမဲ့နော်ဖြည့်ဆည်းမဲ့အတွေးခေါ်တွေကျွန်တော်ကိုယ်တိုင်ကိုယ့်ရင်ထဲမှာကိုဖြည့်ပြရတွေးခေါ်ဟောင်းနေကျွန်တော်တို့ဖြည့်ဆည်းကျွန်တော်တို့ထဲမှာလည်းကိုယ့်ကိုဖြည့်ပြရမှာဖြစ်အဲ့တော့အတွေးခေါ်အတွေးသစ်အမြင်သစ်စိတ်သစ်လူသစ်နေမှာကျွန်တော်စနစ်သစ်ခေတ်သစ်ကျွန်တော်ပြောင်းနေမှာဒါကြောင့်အခုပရိုမန်ရှာတို့ကျွန်တော်တို့ဆိုရင်အမ်တန်တောင်းနာမိပါတယ်ပရိုမန်ရှာတို့ကိုကျိုးစောတာမလားပေါ်တို့ကိုကျိုးစောဖို့များတို့သူတို့ပြောခဲ့တဲ့အဆိုမိတ်တွေနဲ့ဒီအချိန်မှာသူတို့ရဲ့ဥဆောင်မှုနဲ့ဆိုရင်တော့ဒါအားလုံးအားလုံးယုံမှုကိုဆုပ်ကိုင်ပြီးတော့ဒီကနေ့ဆက်အနာရှင်စနစ်ကိုချုပ်ငြိမ်အောင်လုပ်ရမှာတော့အမ်တန်အားကောင်းကောင်းသာဖြစ်နေလိမ့်မယ်လို့ကျွန်တော်2008ခုနှစ်မှာဘရူမန်ရှာကိုဆုံးရှုံးလိုက်ရတာဟာတိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစုရဲ့အတွက်ဘယ်လောက်ထိကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ပါသလဲဒီဆုံးရှုံးမှုကနေကျမတို့ဘယ်လိုသင်ခန်းစာယူနိုင်မှာလဲအဲ့တော့ပရိုမန်ရှာကြဆုံးခဲ့ရတဲ့နေ့ကဖေဖော်ဝါရီလ14ရက်နေ့ဖြစ်တယ်အဲ့ဖေဖော်ဝါရီလ14ရက်နေ့မတိုင်ခင်ဒီ2008ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ပြည်တော်စုနေ့မှာကျွန်တော်တို့KNU ကရင်မျိုးသားအစည်းအရုံးရဲ့ဌာနချုပ်လည်းဖြစ်တဲ့လော်ခီလာညီလာခံတရက်ကျင်းပပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ Federal ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံ FCTCC ဒုတိယမူကြမ်းအဲ့မူကြမ်းကိုကျွန်တော်လော်ခီလာမှာအတည်ပြုခဲ့ကြတာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်ကတော့တော်တော်ကိုယ်စားတရားအနေနဲ့အဲ့ဒီ FCTCC ရဲ့ဒုတိယမူကြမ်းအတည်ပြုလက်မှတ်ရေးထိုးခဲ့တာဖြစ်အဲ့ဒီမှာကျွန်တော်အဖွဲ့အစည်းပေါင်းစုံပေါ့နော် KNU တို့အပါအဝင်ကျွန်တော်တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေပေါ့
WLB လို့အဖွဲ့အစည်းတွေရောဒီကျောင်းသားတက်မတော် ABSDF လို့လူပေါင်းတစ်လို့ရောမြို့သားဒီမိုကရေစီဖွဲ့ချုပ်လွတ်မြောက်နိုင်ပြီဒီအားလုံးပေါ့လေတော်လိုင်းမှာရှိတဲ့အင်အားစုအကုန်လုံးက FCTC ဒုတိယမူတောင်းအဲ့ဒီ2008ခုနှစ်ဒီဖေဖော်ဝါရီလ12ရက်နေ့မှာအဲ့ဒါကိုအတည်ပြုခဲ့တာဖြစ်ပါတယ်အတည်ပြုနိုင်ခဲ့တယ်ကျွန်တော်တို့အားလုံးရဲ့နိုင်ငံရေးဆိုင်ရာပုံသဘောထားဖြစ်ပါတယ် FCTCC ဆိုတာဖွဲ့စည်းပုံအခြေခံဥပဒေတရားလည်းဖြစ်တယ်လို့ကျွန်တော်တော်လိုင်းအင်အားစုအားလုံးရဲ့နိုင်ငံရေးဘောတူရတရားလို့လည်းဒီလိုပြောလို့ရတာအဲ့ဒါကို Promansha ဥဆောင်ပြီးတော့ကမခရပြုပြီးတော့ဆောင်ရွက်ပေးခဲ့တာဖြစ်အဲ့ဒီနောက်နှစ်ရက်ကြာပေါ့နော်ဖေဖော်ဝါရီ14ရက်နေ့မှာသူဒါကိုလောက်ကြံခဲ့ရတာခံခဲ့ရတာဖြစ်ပါတယ်အဲ့တော့ဒီလိုလောက်ကြံခံခဲ့ရတဲ့မှာကျွန်တော်သင်ခန်းစာယူစရာတွေကတော့ရှုထောင့်ပေါင်းစုံကမျိုးစုံရှိပါတယ်အဲ့ဒါဘာလဲဆိုရင်အဲ့ကာလာက Promansha လောက်ကြံခံတဲ့အချိန်လုံးကလုံခြုံရေးဆိုင်ရာရှုထောင့်အရာပြောရမယ်ဆိုရင်တော့သူ့ကိုသတိပေးကြတာရှိတယ် Promansha တစ်ဖက်ကလောက်ကြံတက်ဖြတ်မယ်ဆိုတဲ့သတင်းလည်းရထားတယ်သူ့သတိပေးကြတယ်ဒါပေမဲ့ तू ကတော့ဗာလဲဆိုရင် तू ဒီပေါ်မှာ तू တိတ်ပြီးတော့အလေးနဲ့မထားခဲ့ဘူးဒီပေါ်မှာ तू ဗာလဲဆိုရင်လောက်ကြံခိုင်းရလဲမတက်နိုင်ဘူးပေါ့နော်သူ့ရဲ့အခြေအနေရဗာလဲဆိုတော့အဲ့ဒီကာလတော့ Promansha နေရတဲ့အိမ်ကကျွန်တော်တို့ဒီမဲဆောက်မြို့မှာရှိတဲ့ဒီသူ့အိမ်ပြီးရင်လေကွက်ပဲရှိတော့အဲ့တော့ Promansha မှာကိုပိုင်အိမ်ဆိုတာမရှိဘူးPromansha မှာသူ့မှာကိုပိုင်အိမ်မရှိဘူးအကယ် Promansha မှာကိုပိုင်အိမ်ရှိခဲ့မယ် Promansha မှာကိုပိုင်ခြံရှိခဲ့မယ်ဆိုရင်သူလောက်ကြံခံရခြင်းမှာခံရလောက်ကြံတဲ့လူလည်းခက်ခဲမှာပေါ့နော်အခုတော့လောက်ကြံတဲ့လူတွေကလွယ်ကူလောက်ကြံသွားတယ်ဘာကြောက်လဲဆိုရင် Promansha ရဲ့ရိုးသားသူ့မှာကိုပိုင်အိမ်မရှိဘူးကိုပိုင်ခြံဆိုတာမရှိဘူးအဲ့တော့အဲ့ဘာလို့လဲဆိုရင်သူက KNU ကမျိုးသားစီရဲ့အထွေအတွင်းမှုဖြစ်တဲ့အတွက်သူ့အထွေအတွင်းမှုရုံးဆိုပြီးတော့အဲ့မှာငှားလာပေးတာပဲကျွန်တော်တို့ Promansha တို့တူနေကြတဲ့အဲ့ဒီလမ်းမှာ Promansha အိမ်ပြီးရင်လေကွက်ပဲရှိတော့တွေ့အဲ့ဒီတော့က Promansha နာမှာနေတာတော့အခုကျွန်တော် KNU ကမျိုးသားစီရဲ့တွဲဘက်အထွေအတွင်းမှုဖြစ်တဲ့ Pro တော်တီပွဲPro တော်တီတို့ကျွန်တော်တို့ကပထုံတနယ်သားတွေအဲ့ Pro တော်တီကတော့လုံခြုံရေးအမြင့်ကောင်းတယ်စစ်ရေးလုံခြုံရေးအမြင့်အားကောင်းတယ်အတွေ့အကြုံလည်းကြီးရည်ဖြစ်တယ်အဲ့တော့ Promansha အိမ်ကိုလာကြတဲ့လူတွေပါကားကိုဆက်မတက်ပင်နဲ့ရက်ထိုင် Pro တော်တီကအဲ့ကားကိုသွားပြီးတော့ဆက်တက်ခိုင်းတယ်ဆက်တက်ခိုင်းပြီးမှဧည့်သည်ကိုထဲကိုပေးလာတာလုံခြုံရေးကသူတင်းတင်းကြပ်ကြိုက်လွယ်ပေးတယ်ပေါ့နော်အဲ့တော့ဒီ Promansha လောက်ကြံခံတဲ့အချိန်မှာ Pro တော်တီပွဲမရှိတဲ့အချိန်ဖြစ်နောက်တစ်ခုကဘာလဲဆိုတော့ तू ကငှားနေရသူများအိမ်ငှားနေရအဲ့တော့ဒီအိမ်ပိုင်ရှင်အဖွားကြီးထိုင်းမျိုးသမီးကြီးကလည်းပဲသူဘာလုပ်လဲဆိုတော့နောက်ထပ်အိမ်တစ်လုံးဒီခြံဝန်းမှာထပ်ဆောက်တယ်သူတို့ကတော့ငှားစားဖို့ပေါ့လေသူပတ်စံရဖို့တော့ငှားစားဖို့အဲ့တော့နောက်ထပ်အိမ်တစ်လုံးဆောက်တဲ့အခါကျတော့ကျွန်တော်တို့တကားကိုဖွင့်ပေးလိုက်အဲ့ဒါအိမ်မှာလက်သမားပယံမျိုးစုံနဲ့စုပ်စုရဲ့ထောက်လန့်ရေးတွေဝင်သွားခဲ့တယ်လို့ကျွန်တော်အဲ့လိုထင်ပါအဲ့တော့ဒီလက်သမားပြန်လို့ခေါင်းဆောင်တွေကနေဝင်လာတဲ့ထောက်လန့်ရေးတွေက Promansha ဘယ်အချိန်ထားတယ်ဘယ်အချိန်ပါလုပ်တယ်အကုန်သူတို့မှတ်ထားပါလိမ့်မယ်လုံခြုံရေးအားနည်းမှုအချိန်ဘယ်လိုရှိတယ်ဒါတွေအကုန်လုံးသူတို့သတင်းတွေရသွားလို့ကျွန်တော်ထင်ပါဒါကြောင့် Promansha ကိုလွယ်လွယ်ကူကူလောက်ကျန်သွားနိုင်ခဲ့တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်လုံခြုံရေးအရာရှုထောင့်အရပြောရင်တော့ဒီသူ့ရဲ့နေခဲ့ရတဲ့အခြေအနေကသူနေကြတဲ့ကွာသူအမ်ဒန်အနေများတဲ့အခြေအနေတရက်မှာနေရဆို Promansha သူ့ကိုယ်သူသိတယ်ဘာလို့ဆိုအဲ့ဒီမှာမဲဆောက်မြို့ထဲမှာဖြစ်တဲ့အတွက်ကိုယ်ထဲမှာလက်နက်ကင်လက်နက်တွေပါလဲထားရလို့မရဘူးလေအဲ့လိုအခြေအနေမျိုးမှာသူ့ရဲ့လုံခြုံရေးဟာအမ်တန်ကိုစွန့်စားနေရအခြေဆိုတာသူကိုယ်တိုင်သိတယ်ဒီလုံခြုံရေးကိစ္စပေါ်မှာပဲဦးစားပေးနေရင်လဲ तू ကအလုပ်လုပ်လို့ရမှာမဟုတ်ဒါကြောင့်ဒီပေါ်မှာလဲ तू မသိဘူးရတော့မဟုတ်ဘူးအလေးနဲ့မထားခဲ့ဘူးဒါတခုနောက်တစ်ခုတော့ဗာလဲဆိုရင် तू ယုံကြည်မှု तू ကောင်းတာ तू လုပ်တဲ့အတွက်ကိုလဲ तू ဒီလိုဖြစ်လိမ့်မယ်လို့တော့ तू ထင်မှာတော့မဟုတ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီနေ့ဖြစ်စဉ်ဖြစ်ရတဲ့ပတ်သက်ရင်တော့မိမိတို့အမျိုးသားအချင်းချင်းကြားမှာဖြစ်စေမိမိတို့အဖွဲ့အစည်းကြားမှာဖြစ်စေတန်တရားတွေမြေယုံကြည်မှုတွေရှိလိုက်တဲ့တူတူပြောင်ပြောဖို့လို့အခုရန်သူစစ်အုပ်စုကတော့ကျွန်တော်အမြင်ပြောရရင်မိမိတို့အမျိုးသားချင်းကြားမှာတန်တရားတွေမြေယုံကြည်မှုတွေအသုံးချသွားတာဖြစ်တယ်နှစ်ဖက်ကိုရန်တိုက်ပြီးတော့လှုပ်သွားတာလို့ကျွန်တော်တို့ထင်
ဒါကြောင့်မိမိတို့ရဲ့အမျိုးသားကြားမှာပြဿနာရှိတယ်မိမိအဖွဲ့အစည်းတွေကြားမှာပြဿနာရှိဆိုဒီခေါင်းဆောင်တွေအချင်းကြားမှာဥပွင့်လင်းလင်းဆွေးနွေးဖို့လို့အခုကတော့ကရင်တွေအချင်းကြားမှာရှိတဲ့တန်တရားတွေမယုံကြည်မှုတွေနဲ့ဖြစ်လာတဲ့အခြေအနေတွေကိုစစ်အုပ်စုကဖန်တီးပြီးတော့မှတွေးခေါ်ရန်တိုက်ပြီးတော့လုံးကျန်တပ်ဖြတ်သွားတာလို့ကျွန်တော်အဲ့လိုသုံးသပ်ပါဒါကြောင့်စစ်အုပ်စုရဲ့အမ်တန်ကောက်ကျစ်တဲ့အဲမှာမိမိတို့မရောက်အောင်ကတော့ကိုယ့်အခြေချင်းကြားမှာညီညွတ်ရေးကိုယ့်အချင်းကြားမှာယုံကြည်ရေးဒါကရင်အချင်းကြားမှာယုံကြည်ရေးကရင်အချင်းကြားမှာညီညွတ်ရေးအဲ့ဒါကိုကတော့တကယ်လို့ဖို့ကျွန်တော်လည်းထုံနေတူပဲပို့အချင်းကြားမှာညီညွတ်ရေးပို့အချင်းကြားမှာယုံကြည်ရေးအဲ့တော့တန်တရားတွေရှိလာရင်ရှင်းရှင်းမေးကြရှင်းရှင်းပြောကြအချင်းချင်းရှင်းလိုက်ကြဖို့အဲ့လိုမဟုတ်ပဲနဲ့ဆိုရင်တော့ရန်သူစစ်အုပ်စုကတော့ကောက်ကျစ်စွာနဲ့ကျွန်တော်တို့အိုးမဲတုပ်ပြီးတော့ခွတ်ခိုင်းမှာပဲဖြစ်အခုတော်လိုင်းမှာပါဝင်နေတဲ့ပအိုးလူငယ်တွေနဲ့ကရင်လူငယ်တွေကြားမှာဘရူမန်ရှာရဲ့စိတ်ဓာတ်နဲ့လမ်းစဉ်တွေဆက်လက်ရှင်သန်နေဖို့အတွက်အန်ကဲ့တွေနဲ့ဗာများတိုက်တွန်းချင်ပါတယ်လေဘရူမန်ရှာတော့စောစောကျွန်တော်ကျောင်းသားတက်ခုကျောင်းသားဘဝတွေကဒီတော်လိုင်းရေးတွေပါလာတာဖြစ်တယ်60နှစ်ကျောင်းသားလှုပ်ရှားမှုလိုကနေပြီးတော့ဒီတော်လိုင်းရေးအထိမှာသူကွယ်လွန်ကြဆုံးတဲ့အချိန်ထိကိုစိုက်လက်မတက်ဒီဇိုင်းမရက်တည်သွားခဲ့တယ်ဒီတော်လိုင်းရေးပေါ်မှာမိမိရဲ့မူမိမိတို့ချမှတ်ထားတဲ့မူကိုခိုင်မာရက်တည်တာဖြစ်တယ်စိတ်ရှည်တယ်ပြီးခံတယ်အေးစိတ်တည်ငြိမ်တယ်ပြဿနာတွေကိုခေါင်းအေးနဲ့ထားပြီးတော့ဖြေရှင်းတယ်အဲ့တော့ဒီလိုအမှုအကျင့်နဲ့ဒီလိုဆောင်ရွက်မှုတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကအလေးနဲ့ထားဖို့လိုပဲနောက်တစ်ခုကကျွန်တော်အမြဲတမ်းပြောနေတာကတော့ဒီတော်လှန်ရေးကိုဘယ်အတွေးခေါ်နဲ့ဆက်သွားမလဲຫນွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက်ကျွန်တော်ဘယ်အတွေးခေါ်နဲ့သွားဘယ်သူတွေရဲ့လမ်းညွှန်မှုနဲ့သွားဒါကြောင့်အတွေးခေါ်နေနဲ့လမ်းညွှန်မှုအနေနဲ့ကျွန်တော်ခဏထပ်တင်ပြနေတဲ့ဘိုလ်ချုပ်ကြီးစောဘုံများတို့ဘိုလ်ချုပ်ကြီးစောတာမလာဘောတို့ဘရူမန်ရှာလာပန်းတို့ကရင်ခေါင်းဆောင်လည်းဟုတ်တယ်ပြည်တော်စုရဲ့ခေါင်းဆောင်လည်းဖြစ်တယ်တို့တွေအညံ့မှုကရှင်းတယ်ကျွန်တော်တို့မိမိအမျိုးသားရဲ့အကျိုးစီးပွားနဲ့ပြည်တော်စုရဲ့အကျိုးစီးပွားကိုထပ်တူသွားပြီးရင်တပ်ပေါင်းစုနဲ့အောင်ပွဲခံဖို့အတွက်ကိုတော့တစ်ဖွဲ့စည်းတစ်ခုတည်းနဲ့လူမျိုးတစ်မျိုးတူဦးတယောက်မိမိအတွက်ပဲဖြစ်ဖြစ်မိမိအဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ်မိမိလူမျိုးအတွက်ပဲဖြစ်မိမိဒေသအတွက်ပဲဖြစ်ဖြစ်အဲ့ဒီအကျိုးစီးပွားလောက်ကိုပဲကွက်ကလေးစဉ်းစားပြီးလုပ်ပါရှင်ဟောလုပ်တဲ့လူလည်းအောင်မြင်ပါမှာကြံတဲ့သူတွေလည်းအောင်မြင်ပါမှာကျွန်တော်တို့ကစုပေါင်းပြီးတော့မိမိတို့ရဲ့အကျိုးစီးပွားနဲ့တစုံလုံးရဲ့အကျိုးစီးပွားပြည်ဆောင်တစ်ခုလုံးရဲ့အကျိုးစီးပွားကိုထပ်တူစဉ်းစားပြီးတော့လုပ်ကြကြဖို့လိုပါတယ်ဒီနေ့အခြေခံမှာဒါစေအုပ်စုကလည်းပေါ့စေအုပ်စုကလည်းဒါအမ်တန်ကိုကြဆုံးနေတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့အဲ့အချိန်မှာကျွန်တော်သတိထားမယ့်ဟာကတော့ကျွန်တော်အနေနဲ့ဒါဓာတ်ရိုက်ကြားဘူးခဲ့တာမဟုတ်ပါဘူးတစ်ဆင့်ကကြားခဲ့ရတဲ့အဲ့တော့ကျွန်တော်တို့ပြောပြတဲ့လူကတော့ ALP ရဲ့ဒုဥက္ကဋ္ဌရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ခိုင်စိုးနိုင်အောင်ကကြေဖန်များစွာကျွန်တော်တို့ပြောပြလို့မှတ်မိနေတာဖြစ်ပါတယ်အဲ့ဒါကတော့ဘသူရဲ့နိုင်ငံရေးသုံးသပ်ချက်လဲဆိုရင် KNU ဥက္ကဋ္ဌကြီးနေနဲ့ဆောင်ရွက်ခဲ့တဲ့မန်ပါဆန်ရဲ့သုံးသပ်ချက်ဖြစ်ဥက္ကဋ္ဌကြီးမမဆန်ဘာသုံးသပ်သွားလဲဆိုတော့ကျွန်တော်ပုံမှန်ဒီနိုင်ငံရေးရထူးခြားဖြစ်စဉ်အားတဲ့စေအုပ်စုကအားကောင်းလာရင်တော်လှန်ရေးရလည်းအားကောင်းစေအုပ်စုကကြာပြီဆိုတော်လှန်ရေးရလည်းကြာအဲ့ဒီရတယ်ကျွန်တော်ရုပ်ထွက်နိုင်ဖို့လိုတာပေါ့အခုကဘာလဲဆိုစေအုပ်စုကနိုင်ငံရေးရအများကြီးသူ့မှာကြာဆုံးနေဟိုစစ်ရေးရပြောမလားနိုင်ငံရေးရပြောတန်တမန်ရေးရပြောမလားအခုတစုံတရာသူတို့တိုက်နေဆိုတာသူ့အင်အားနဲ့သူတိုက်နေတာမဟုတ်ဘူးကျွန်တော်တို့အခုတော်လှန်ရေးရကျွန်တော်တို့အင်ကျွန်တော်တို့အားကျွန်တော်တို့ဘယ်နိုင်ငံမှမကူညီဘယ်သူမှမကူညီကျွန်တော်တို့ပြည်သူလူထုမှာနိုင်ငံတကာမှာရှိတဲ့ကျွန်တော်တို့ရဲ့ပြည်တော်စုသွေးချင်းတွေကကျွန်တော်တို့ကူညီပေးတယ်ကျွန်တော်တို့ကဒီကနေဒါအသေးခံပြီးတိုက်ကြတယ်ဘယ်သူဘယ်နိုင်ငံမှမကူအခုစစ်အုပ်စုကသူ့ကိုတရုတ်လိုကနေမကူညီရင်သူကြဆုံးတာကြာပြီအခုစစ်အုပ်စုကနေအသာစီးရနေလို့မထင်ပါနဲ့သူ့ကိုကူညီထောက်မတဲ့လူတွေရှိတယ်လို့သူဒီလောက်ခံနိုင်နေသေးတာသူကိုယ်တိုင်ရဲ့ပင်ကိုအရေးချင်းရတော့မဟုတ်တော့ဘူးဆိုတော့အခုဥက္ကဋ္ဌကြီးမမဆန်ပြောသလိုစေအုပ်စုကကြားတဲ့အချိန်မှာကျွန်တော်တို့ကလိုက်ကြတာမျိုးမဖြစ်အောင်လုပ်ဖို့လို့စေအုပ်စုမှာအမျိုးမျိုးနဲ့ညီညွတ်ရေးတွေပြိုကွဲပြီးတော့သူတို့ကြားမှာသူတို့ပြိုကျတော့မယ့်အချိန်မှာကျွန်တော်တို့ကလည်းအချင်းချင်းကြားမှာရန်ဖြစ်ပြီးတော့အချင်းကြားမှာညီညွတ်ရေးမတိဆောက်နိုင်လို့ကျွန်တော်တို့လည်းပြိုကွဲတယ်ဆိုတာမဖြစ်ဖို့လို့ဒါကြောင့်မို့လို့ဒီဥက္ကဋ္ဌကြီးမမဆန်ရဲ့လွန်ခဲ့တဲ့နှစ်50ဝန်းကျင်ဟာသုံးသပ်ခဲ့တဲ့သုံးသပ်ချက်ပေါ့နော်အဲ့ဒီလိုစေအုပ်စုနဲ့ကျွန်တော်တို့ကတူတူကြဆိုတဲ့တန်တရားနေကိုရုံးထွက်ပြီးတော့ကျွန်တော်တို့ချင်းညာညီညွတ်ရေးကိုအမှန်တကယ်တိဆောက်ပြီးတော့
အောင်ပွဲကိုအများဆုံးရယူနိုင်မှုလိုပါတယ်လို့ပန်ကြားခြင်း အခုလိုဖြေချပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။